ဒီမှာကားထဲမှာမန်နဲ့ဖော်ပြလေးကြားတဲ့ကထွက်လာတဲ့ burn နေတဲ့ဟာပေါ့နော် chemical နဲ့ burn နေတာပေါ့နော် chemical နဲ့ burn နေတဲ့သူကအဲ့လိုမျိုး burn နေတာလေးကိုကြောက်ဟာတွေ့လာပြီးနည်းနည်းတော့ကြောက်သွားတယ်လို့အဲ့ဒါ YouTube ဟိုဟာတွေမှာတက်တင်နေတာပေါ့နော်ပြီးတော့ဒီမှာကြောက်ဖြုတ်လိုက်တဲ့ဟာလေးကဒီမှာသူအဲ့ဒါလေး burn နေတယ်တွေ့လားဒီကောင်လေးကအမြဲတမ်းဖွက်ထားတာမရှိဘူးနေ့တစ်ဝက်လေးလောက်ပူနေုံလေးနဲ့အဲ့လောက် burn သွားတာနော်ဒီကောင် burn နေတာတွေ့တယ်ပြီးတော့ဒီကောင်မှာတွေးရတယ် burn နေတာဒီဟာကအနောက်ကနေဖြုတ်လာခဲ့တယ်မန်မှာကတ်ထားတဲ့ဟာလေးမန်ကိုစုပ်ထားတဲ့လေစုပ်ထားတဲ့ဟိုဟာလေးမန်ကတ်လေးနော်အဲ့ဒါလေး burn နေတယ်ဒီကောင်လေးကတိတိတတ် burn ပြီးတော့ chemical နဲ့ burn နေတာလေအခုတောက်လျှောက် chemical ကစားတော့မန်မှာပေကတ်ကြံပေကတ်နေတဲ့ chemical ကနေပူတဲ့အခါကျတော့တအားပူပြီးတော့မှအပြင်ကအပူရှိန်ကအထဲမှာဝင် burn တာပေါ့နော်ဒါပေမဲ့တော့အန်ဒီရယ်တွေမဖြစ်သွားဘူးဒီမှာလည်းထမလောင်ဘူးပြီးတော့အဲ့ဒါကိုလည်းကျုပ်ခါဖြုတ်ပြီးတော့ပေးလိုက်တဲ့ဖြုတ်ပြီးတော့ကြိလိုက်တဲ့အချိန်မှာအဲ့ဒါကို burn နေတာတွေ့တော့အဲ့လိုမျိုးပေါ့နော်ဟိုဖြစ်သွားတယ်လက်သွားတယ်ဆိုတော့အဲ့ဒါတွေကျုပ်ခါဖြုတ်ပလိုက်တယ်ပြီးတော့ဒီမှာလည်းရှိသေးတယ်ဒီကောင်တွေကလည်းအတက်အကျဖြစ်ပြီးတော့ဟိုဖြစ်သွားတဲ့အချိန်တွေမှာကျုပ်လုံးရတာလေပြီးတော့ဒီမှာ Savage Angel ဆိုတဲ့အဲ့ဒီမှာတခုကပေါ်နေတယ်ဒီကောင်လည်း brand မယ်လို့ထင်တယ်ဒီကောင်ပြပိတ်လို့မရဘူးအရင်တုန်းကတော့ကျုပ်လုံနေတယ်အခုအဲ့ဒါကိုလမ်းပေါ်မှာဘာလဲဘက်တူရာအဲ့ဒီဟာဆန်ဝေးမှာစတက်ဖမော်တော့ဟာဆန်ဝေးမှာတွားရက်ပြီးတော့ဒီမောင်အင်ဗျူဗက်တူဖာလိုအာတိုအဲ့ဒီဘက်ဂျာရာဆိုတဲ့အနာတဝိုက်လဲရောက်ရောဒီကောင်ကပျက်စီးသွားတယ်ဆိုတော့ Savage Angel ဆိုတဲ့ဟာကအမြဲလင်းနေတယ်အထက်မှာ chemical ရှိတော့ ban မလားစိုးရိမ်တယ်မီးကပူတယ်လေပူတော့ तू ကအမြဲတမ်းလင်းနေလို့ရှိရင် chemical စွမ်းအားနဲ့ तू ကတဖြည်းဖြည်းနဲ့ထလောင်ပါလေအခုဒီနားမှာ Savage Angel ဆိုတဲ့ပြဿနာတစ်ခုရှိနေတယ်ဘာဖြစ်လဲဆိုတော့ control ထဲမှာ तू ဝင်သွားတာကြောင့် great ငနဲ့ဆိုပြီးတော့អော်လိုက်ရင်ဒီမီးကပြန်မပိတ်သွားဘူးအရင်ကတော့ကျုပ်ကလှုပ်လို့ရနေတယ်ဒါပေမဲ့အခုကျုပ်လှုပ်လို့မရဘူးဆိုတော့ဒါတွေ burn တာမနော်အဲ့ဒါတွေတရုတ်တွေမှာလည်းပြပေးနေတဲ့နေ့တအားပူတော့လမ်းတွေပျော်ပြီးဖက်နှက်တွေပါပျော်သွားတာပေါ့နော်ဆိုတော့ဒီဟာတွေဖြစ်သွားတဲ့အကြောင်းရင်းက chemical တွေရှိလို့ရှိရင်တအားပူပြီးတော့မှ burn နေဆိုတာကိုပြောတာပေါ့နော်ဆိုတော့တော်တော်များများကိုကျုပ်ဟာထိန်ချုံလိုက်ပြီးဖြုတ်ထုတ်ပစ်လိုက်တာပေါ့နော်ဆိုတော့ကားတစ်စီးလုံးလည်းပြဲသွားတာပေါ့ဆိုတော့ဒီကောင်ကဖြုတ်လို့မရဘူးဖြုတ်လို့ဒီကောင်ကထိလို့မရဘူးဟိုတလောကဆိုရင်ကျုပ်ကအဲ့ဒီဟာကြီးတဲ့ plastic ကြီးနဲ့အုပ်ထားတယ်ဒီကောင်ကိုဖြုတ်ပြီးတဲ့နောက်အဲ့ဒီဟာလေးကတော့ညော့သွားတာပေါ့နော်အဲ့ဒါလေးဒီထဲမှာလည်း chemical တွေတအားများတယ်ညော့သွားပြီးဆိုတော့အခုကျုပ်လောက်ရမှာဒီမှာဆိုရင်ပွက်သွားပြီလေပွက်ထွက်သွားတော့အဲ့ဒီတကားဒီမှန်ကဒီ cloud ကိုတွားပြီးတော့နှိပ်လို့မရဘူးကျုပ်ကအပိပိတ်ထားတာအခုဖြုတ်ထုတ်လိုက်တော့ကျုပ်ပြန်မကတ်မိတော့ဘူးအဲ့လိုမျိုးပေါ့နော်ပွက်ထွက်နေတယ်အဲ့ဒီဟာမိုးဆိုရင်အကြီးကျယ်ဒုက္ခရောက်ပါလေတကားကြီးပွက်နေတယ်ဆိုတော့ဒီဟာလေးကိုဖြုတ်ထုတ်ပစ်လိုက်ရမှာပေါ့နော်ဖြုတ်ပြီးတော့မှတန်တပြားထည့်ပြီးတော့မှအဲ့ဒါလေးကိုအပီးဂေစော်ပြီးပြန်အုပ်ချပလိုက်ရမှာအဲ့လိုမျိုးအဲ့ဒါလေးလောက်ပဲလုပ်လို့ရတော့မှာဘာဖြစ်လဲဆိုမိုးဆိုရင်လုံးဝမရတော့ဘူးရဘာထည့်လည်းမရတော့ဘူးဘာဖြစ်လို့လဲဆိုတော့တော်တော်များများဟာမိုးဆိုရင်ဒီကောင်ကြီးကပျော်ကြလာတော့မှလေဟလာဒီကောင်တွေကပြုတ်သွားတယ်ဆိုတော့ကျုပ်ဖြုတ်ပလိုက်တယ်လေဒီကောင်ကမြော့လို့တွယ်နေတဲ့မြော့ကြီးတကောင်ကမြော့မဲကြီးကကြွက်ပတ်တဲ့မြော့ကြီးကတွယ်နေတော့ကျုပ်ဖြုတ်လိုက်တယ်ဆိုတော့အဲ့ဒီဟာတွေအထူးသဖြင့်ပေါ့နော်ကြောက်စရာကောင်းတယ်ပေါ့နော် burn နေတာလေ
ရေရှည်မှာဆိုပြစ်စုံအောင်ဘန်းသွားမှလေဒီဟာတွေတွေးလိုက်တယ်ဟိုမှာလည်းပြဿနာတစ်ခုရှိနေသေးတယ်ဟလာဒီပြဿနာဟာလောင်မယ်လို့ထင်တာပဲအဲ့လိုမျိုးပါနော်တွေ့လားဆိုတော့ဒီ service engine စုဆိုတဲ့ဟာတစ်ခုကအမြဲလင်းနေတော့မှဆိုတော့ကြုတ်လဲစိုးရိမ်တယ်မီးကအမြဲလင်းနေလို့ရှိပူတယ်ခမဲကောက်ကြဒီကောင်ကဒီဆော့ကပြလိုက်တဲ့ engine falling engine အနီကတက်လိုက်ကြလိုက်တခါကြီးကြရင်အမားအရွယ်ဖြစ်တယ်ဘာကြောင့်လဲဆို control ထဲဝင်သွားပြီဆိုလို့ရှိရင်ဒီအကတက်လိုက်ဆက်လိုက်နဲ့ငိုက်ဆိုင်ကြတည်ပြီးတော့မှတအောင်လောက်ကြာမှဒီကောင်လေးကဒီမှာหนีပြီးတော့ပပေါ်ပြီးတော့မှတအားလောက်ကြာမှဒီအကပြန်ပြီးတော့တရင်ဆိုပြတ်တက်သွားတယ်အဲ့လိုမျိုးပေါ့နော်ဒီပပေါ်နေတဲ့အချိန်ဆိုဒီကောင်ကတက်လိုက်ဆက်လိုက်ပြီးတော့ငိုက်ဆိုင်ကြပြီးတည်ပြီးတော့မှဒီကောင်လေးလည်းပျောက်ဒီကောင်လေးလည်းတက်သွားတယ်အဲ့လိုမျိုးပေါ့ဆိုတော့သူပြဿနာကအမြဲညော်ပြတဲ့ engine မသိဘူးဘာဖြစ်တာလဲဒါပေမဲ့ဒီကောင်ကတော့တနေ့ကပြန်ထိသွားတယ်ထိသွားတော့စိတ်ပူနေတာအဲ့ဒါပဲအခုဒီပြဿနာအခုကြောက်စင်မှာတနေ့ကဖြတ်သွားတယ်တနေ့ကလေလက်မကိစ္စတွားရင်းနဲ့ညကြီးကြောက်ပိုက်နာလို့ပြန်လာလိုက်တဲ့အခါကျတော့အဲ့ဒီကောင်ကြီးအဲ့ဒီဟာဆန်ဝေးကနေပြီးတော့ Stepford Marine ဟာဆန်ဝေးကနေအထွက်ဟာဆန်ဆိုင်ရှိရောက်ဗက်ဂျာရာလားဆိုတော့အဲ့ဗက်ဂျာရာလမ်းဆိုတော့ဟာဆန်ဆိုင်ရှိကလမ်းလေးကိုလည်းရောက်ရောဒီကောင်ကြီးကပျက်စီးသွားတယ်ဒီကောင်ကတက်ဖြစ်ပြီးဒီကောင်ပတ်နဲ့ဆိုဖြစ်သွားပြန်မပြောက်တော့အဲ့လိုမျိုးနော်